ရောက်ရှိလို့လာခဲ့တဲ့အခါမှာတော့ PK ကဂျက်ကူကိုကျေးဇူးတင်စကားပြောဆိုခဲ့ပါတယ်။ PK ရဲ့ဘားပြင်ပေါ်မှာနဖျားပုံစတစ်ကာလေးတွေကတ်ထားခဲ့တာကိုဂျက်ကူကသတိထားမိသွားခဲ့ပြီးမိချိခဲ့တဲ့အခါမှာတော့ PK ကဒါဟာကုခုကိုကာကွယ်တဲ့ဒီလန်းဖြစ်ကြောင်းလူတွေဟာနဖျားပုံရှိတဲ့နေရန်တွေကိုစီးမသွားကြသလိုသူမျက်နှာမှာနဖျားပုံရှိနေရင်ဘသူမှသူ့ကိုရိုက်ပါမဟုတ်ဘူးလို့ထင်မြင်နေခဲ့တာကြောင့်အခုလိုကတ်ထားခဲ့တာဖြစ်ကြောင်းပြောပြခဲ့ပါတယ်။ PK ကပစံတွေကိုဘာဖြစ်လို့တက်ရတာလဲဆိုတဲ့မိကွန်းကိုတော့သူဟာဘုရားသခင်စီမှာကိစ္စတစ်ခုအတွက်ပစံတွေပြားကြီးအလှပေးခဲ့ပေမဲ့ဘာမှဒူကြမလာတဲ့အတွက်အခုလိုမျိုးပစံကိုပြန်ယူတာဖြစ်ကြောင်းထူးထူးဆန်းဆန်းရှိချခဲ့ပါတယ်။အဲဒီနောက်မှာတော့ဂျက်ကူဟာသူမရဲ့တငယ်ချင်းစီကနေဖုန်းဝင်လာခဲ့တာကြောင့်အမြင်သွားဖို့ပြင်ဆင်ခဲ့ပါတယ်။ဒါပေမဲ့ဘုံတော်ကြီးကအလူကန်ပုံထဲမှာတွေ့ရတဲ့သူမရဲ့ပစံရီထဲကပစံတွေကိုဖះကိုလူပြုတ်ဖို့ထားခဲ့ပါလို့ပြောဆိုကယူဆောင်သွားခဲ့တာကြောင့်သူမမှာတစီကပြဖို့ပစံမရှိတော့တာကိုတတိယသွားခဲ့ပါတယ်။ဒီချိန်မှာပဲ PK ကသူခဏကနိုင်လာတဲ့ပစံတွေကဂျက်ကူကိုထုတ်ပေးခဲ့ပါတယ်။လူတယောက်အိမ်ပြန်ဖို့အခက်ခဲဖြစ်နေတာကိုမြင်ရရင်ကျွန်တော်အနေနဲ့စိတ်မကောင်းဘူးလို့လည်းသူကပြောဆိုခဲ့ပါတယ်။ဂျက်ကူဟာ PK ရဲ့စည်ရင်းစေတနာကိုညှိတွေ့သွားခဲ့ရပြီးသူ့အကြောင်းကိုပို့ပြီးတော့သိချင်လာခဲ့ပါတယ်။ PK ဟာဂျက်ကူကိုနေရာတစ်ခုကိုခေါ်သွားခဲ့ပါတယ်။အိန္ဒိယကတော့စီးမသွားရလို့ရေးသားထားခဲ့တဲ့နေရာတစ်ခုရှိမှာပါ။ PK ကအိန္ဒိယမှာတမင်တကာစီးပွားပြလိုက်ပြီးအနားမှာကင်းလဲနေတဲ့ရဲတွေရဲ့ဖမ်းဆီးခြင်းကိုခံခဲ့ပါတော့တယ်။ဂျက်ကူကအန်ဝတ်တီနဲ့ဘာလို့ဖမ်းခံရတာလဲလို့မိလာခဲ့တဲ့ခါမှလဲPK ကဂျက်စကန်မှာဆိုရင်အခမဲ့အိဆက်ဖို့နေရရသလိုစားစရာလည်းရရှိတဲ့အတွက်ကြောင့်ဖြစ်ကြောင်းသူဟာဒီကဂျက်စကန်တော်တော်များများရဲ့အချင်းထောင်တွေမှာတလက်စီတွာလာနေလေရှိကြောင်းရီမောမောနဲ့ပြောဆိုရှင်းပြခဲ့ပါတယ်။ PK တယောက်ရဲကားပေါ်ပတ်သွားခဲ့တဲ့အခါမှာတော့ဂျက်ကူဟာစကူတာလေးနဲ့အနောက်ကနေလိုက်သွားခဲ့ပါတယ်